ကျွန်တော်ဒီပေါ့တစ်ခုပြပြမယ်မြမတမိုင်းကျွန်တော်ငငယ်တုန်းကတင်ခဲ့ရတဲ့မြမတမိုင်းမှာပါတဲ့တီဘောမင်းတရားကြီးအကြောင်းတော့သိမှာပေါ့တီဘောမင်းတရားကြီးလိုမျိုးကျွန်တော်ကမိမနှစ်ယောက်လိုချင်တာမဟုတ်ဘူးပြပြမယ်တီဘောမင်းကိုမင်းသားဘွားကလေးကတီးခဲ့တဲ့စူပြားလက်ကအယူသေးမပေးခဲ့ဘူးမှန်တယ်ဒါပေမဲ့ဒိုင်းငယ်ကတော့တီဘောမင်းဘယင်ဖြစ်မှတီးခဲ့ရတဲ့အတွက်အယူသေးလေးစားမှုပေးတဲ့မရဖြစ်တဲ့အတွက်တီဘောမင်းကတော့မင်းကတော့မိဖုရားနှစ်ယောက်ကိုယူခဲ့တာကျွန်တော်ကအဲ့လိုမဟုတ်ဘူးတီဘောမင်းကိုမင်းသားဘွားကပဲတီးခဲ့ဘယင်ဘွားရမှာပဲတီးတဲ့အတီမျိုးဖြစ်တဲ့ပြောပြမယ်စူပြားလက်လိုမိမမျိုးနဲ့ဒိုင်းခင်လိုစိတ်ထားရှိတဲ့မိမတဦးတယောက်တည်းကိုပဲကျွန်တော်လိုချင်တာနှစ်ယောက်မဟုတ်ဘူးเนาะအဲ့ဒီမိဖုရားနှစ်ယောက်ပေါင်းလိုက်လို့ဖြစ်တည်လာမဲ့သူတို့ရဲ့နှစ်ယောက်ရဲ့စိတ်သဘောထားနဲ့ထပ်တူကြတဲ့မိမကိုလိုချင်တာကျွန်တော်လိုချင်တာကအခုလဲကျွန်တော်မိမကိုကျွန်တော်ပြောနေတယ်ဘေးမှာလဲဆက်သွယ်ပေးပါအလုပ်လီလိုက်ခဲ့မယ်တယောက်တည်းစိတ်မချလို့အတူတူလုပ်မယ်တကယ်လို့မသွားသေးဘူးဆိုလေယောက်ျားကိုဆက်သွယ်ယောက်ျားနဲ့အတူတူအလုပ်တွေလုပ်ဖို့အတွက်ကိုအမျိုးအကြိမ်အခါအလီနေ့စဉ်ရက်ဆက် line ပေါ်မှာတင်ရလို့မျက်စိနောက်တဲ့လူကနောက်နေပြီကျွန်တော်ကိုလေအဲ့တော့ဘာလဲအဲ့တော့မဆက်သွယ်ဘူးဆိုတာကအဆက်သွယ်မရဘူးဆိုတဲ့ခေမဟုတ်ဘူးเนาะကျွန်တော်ဒီ Viber Telegram အကုန်လုံးဖောက်ထားတယ်ဆက်သွယ်လို့ရတယ်အဲ့တော့ကျွန်တော်မိမကျွန်တော်မဆက်သွယ်ဘူးဆိုတဲ့အကြောင်းရင်းကကျွန်တော်မေးတာရိုင်းတာမဟုတ်ဘူးเนาะသူ့မိတွေသူ့ညီမတွေကလည်းအကောင့်ရှိတဲ့နဲ့မပေးဘူးဆိုတော့ကဲတဲငယ်လေးမေးပြီအခုမင်းအောင်မင်းမနောက်အိမ်အောင်ရှိနေလို့လားနောက်တဲ့တရားရှားတရားကိုတွေ့သွားလို့လားတွေ့သွားလို့တာမယ်ထင်းနေဆိုရင်လေပြောအခုမင်းယောက်ျားငါကိုယ်တိုင်ကွာချင်းစာချုပ်ဝယ်ပြီးတော့ဆက်သွယ်လိုက်ပါဗီဒီယိုဖိုင်တင်ပြီးဆက်သွယ်လိုက်ပြောလိုက်ငါကိုယ်တိုင်မင်းရဲ့လက်မှတ်ပါထိုးတတ်တယ်နော်ငါထိုးပေးလိုက်မယ်ရေးပြီးတော့အခုဒီပို့တင်နေတဲ့အချိန်နောက်ပိုင်းမှာဆက်သွယ်လာပြီးဘူးလေအနူးညွတ်မြတ်တာရက်ခံနေတယ်တဲငယ်အနှစ်ယောက်တူအလုပ်လုပ်ဖို့အတွက်စီးပွားရှာဖို့အတွက်လေဒီဘက်ကနေကမ်းလှမ်းနေတယ်မင်းမဆက်သွယ်တဲ့ဘေးစီပဲမှာဆိုမသိလို့ငါငွေကြီးတွေအများကြီးကုန်သွားခဲ့ပြီနော်ပထမတစ်ခေါက်လိုက်တယ်၄-၅သိန်းဒုတိယတစ်ခေါက်လိုက်တယ်၄-၅သိန်းဒုတိယတစ်ခေါက်ကဆိုမင်းတို့တွေဘိုးတော်ဖျားမှာအတိတ်တောင်ဝင်ပြောလို့မင်းညီမလင်မယားကိုယ်တိုင်ပြောလို့ငါမှာဘိုးတော်ဖျားမှာတွားလိုက်ချပြီးတော့မရ security နော်အကိုကြီးကိုယ်တိုင်ဖုံးဆက်ပြီးတော့ဖုံးကိုဘလော့သွားအကငါပြောသည်နှလုံးစားပြန်လာနော်ဒိတ်တောင်ဝင်မယ်ဆိုပြီးပြောတယ်တနားရီထိုးမှထွက်မယ်ပြောတယ်ငါ10နာရီထိုးတော့7နာရီထိုး9နာရီထိုးတော့ငါဘိုးတော်ဖျားကိုရောက်ပြီငါဓာတ်ပုံတွေတင်ခဲ့တယ် Telegram တွေလည်းပို့ခဲ့တယ်ဒါတွေကိုမင်းကလစ်လီရှူပြီးတော့သွားတယ်အခုလည်းအဆက်အသွယ်မလုပ်ဘူးဆိုတော့မင်းကိုမေးမယ်ငါထက်တာတဲ့လူရှိပြီလားမောင်းထက်တာတဲ့လူရှိတယ်ဆိုရင်လည်းပြောပုံလင်းပြောပါကိုမောင်ကိုယ်တိုင်လက်မှတ်ရေးထိုးပေးလိုက်မယ်ဒါပေမဲ့မိမကိုအတူရောင်အကောင့်နေနေတော့မောင်ကို share ထုတ်တာတော့မလုပ်နဲ့မောင်အမုန်းဆုံးအလုပ်အဲ့ဒီလောက်ကပေါ်တင်နေပွင့်လင်းပဲပြောမောင်ဆက်သွယ်ဟလာတိကျတဲ့ဖြေလို့ခြင်းတယ်